လက်ရချင်းဆိုင်လောင်းမင်းတရားရဲ့တက်တွေအင်းဝါကိုအောင်နိုင်ပြီးတဲ့နောက်ခင်ဦးတက်ကိုသွားရောက်တိုက်ခိုက်ဖို့ပြင်ဆင်နေကြပြီဒီအရေးအတွက်ရတနာသိန်းကမှာအကြီးမှုကောင်းဆောင်တွေအစည်းအဝေးပြုလုပ်ကြတော့အများစုကလောင်းမင်းတရားနဲ့အကြိုက်ညီကြတယ်တနတ်ဘုံဦးကောင်းနဲ့တက်မှုလက်ရဘလူးတို့ကတော့ကန့်ကွက်ပါတယ်ဦးကောင်းကငကြစ်ကျော်ကအခုဦးစွာတိုက်ခိုက်ရမယ်သူမဟုတ်နိုင်ငံတော်တပြေးပြေးကျယ်ဝန်းလာတဲ့အခါမှကိုယ့်ဘက်ပေါင်းစီယုံဆွဲဆောင်ယူရမယ်သူမျိုးဖြစ်တယ်လို့ဆိုတယ်အလောင်းမင်းတရားကဘယ်လိုမှမိန်တော်မမူလက်ရဘလူးကထလို့လက်ရပြန်ကြီးကိုတိုက်ရမှာကအချင်းကြီးအကျိုးမရှိတော့မြင်ပါတယ်ခင်ဦးရွာကမိုးစိုးဖို့လောက်ခံရွာငယ်တရွာသာနိုင်ငံတော်ထူထောင်မှုအရေးများစွာရှိပါသေးတယ်ရန်ညို့ကိုရှိတဲ့မတင်သင့်ပါကြောင်းလို့ဆိုတော့မြင့်ရတဲ့တရေကြီးတွေအိုးကျိုးကျဖြစ်သွားတယ်လက်ရဘလူးရဲ့ရှောက်တင်ချက်ကအမှန်ပဲရမ်းပြစော်ကားလာကြည့်တယ်သို့တော့ဦးအောင်စရာကပြုံးလို့ဟဲ့လက်ရဘလူးရဲ့ငါဒီတကတိုက်မှာကိုရှေးကအညို့ကြောင့်မလို့မုံထားနဲ့တိုက်တယ်ထင်သလားမဟုတ်ဘူးဒီမှာမင်းနားလည်အောင်ရှင်းပြရရင်အကြီးဆုံးရန်သူကိုအရေးရှင်းသင်းကရှင်းရတယ်အနည်းဆုံးရန်သူကိုဦးဆုံးဖျောက်တင်ဖျောက်ရတယ်မွန်ပြည်ကဝေးသေးတယ်ခင်ဦးလောက်ဘေးမနီးဘူးအဲ့ဒီခါမှလက်ရဘလူးစဉ်းစားတူငြိမ်သွားတယ်အလောင်းပြအမျော်မြင်ကြီးတာကမှန်ပါပေတယ်လက်ရုံးရီမှာခင်ဦးစားငချင်းညိုကိုဦးအောင်စီကမနိုင်ခဲ့ဘူးအင်းဝရွှေဖို့အထက်မြန်မာပြည်နဲ့ခင်ဦးတက်စကန်လည်းနီးတယ်ကိုကအချိန်မီသွားတိုက်နိုင်တယ်လို့သူကအချိန်မီလာတိုက်နိုင်တာကိုလည်းထည့်တွက်ရပါမယ်မော်စုဘတ်တက်ဒီအောက်ရက်သွားတိုက်နေတော့ခင်ဦးတက်တွေဝင်လာခဲ့ရင်ဘယ်သူမှခံနိုင်မှာမဟုတ်ဘူးဒါကြောင့်ခင်ဦးရွာကိုဦးစွာသွားတိုက်ကြဖို့တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတယ်လက်ရဘလူးကတော့တိတ်မလိုက်ခြင်းစစ်ကိုကြောက်လို့တော့မဟုတ်ဘူးလက်ရပြန်ချီကိုကြောက်လို့လည်းမဟုတ်ပါဘူးလက်ရပြန်ချီဦးချင်းညိုကသူလေးစားသူဖြစ်နေလို့သာဖြစ်ပါတယ်အလောင်းပြားကလက်ရပြန်ချီကိုသိန်းသွင်းခေါ်ယူခြင်းကရှေးကရန်ညိုရှိခဲ့ဘူးတဲ့အတွက်မယုံတော့သူတို့ဘက်ကိုဝင်မလာဘဲနဲ့မွန်ဘက်ကိုပါသွားခဲ့တာဖြစ်ပါတယ်အကေလက်ရပြန်ချီသာလောင်းမတရားရဲ့သဘောတော်အမှန်ကိုသိရရင်တတိယမြန်မာနိုင်ငံတော်ကြီးကိုနှစ်ယောက်ပေါင်းပြီးလောင်းကျော်အောင်အစွမ်းပြတီထောင်ချပါလိမ့်မယ်အခုတော့အယူမားတဲ့အတွက်ဗတ်ပြောင်းလို့မြန်မာချင်းကြောမခံတော့ပြီလို့ဆိုလိုက်တာကဝမ်းနည်းပွေရပါမိတို့ပင်စူစီတိုက်ကြရတော့မယ်လက်ရပြန်ချီနေတဲ့ခင်ဦးရဖြစ်တော့အရင်အချိန်တွေထက်အားစိုက်ထုတ်ကြရတယ်။သွားရောက်မတိုက်ခိုက်ကြမီမှာအပြစ်ပြက်တစ်ခုပေါ်ပေါက်လာတယ်။မုံစိုးဖို့တသားဟန်ဆောင်ပြီးရန်သူတယောက်ထိုင်းလုံးတက်တင်ဝင်လာပြီးအလောင်းပြားကိုလာရောက်လှုပ်ချင်ခြင်းဖြစ်ပါတယ်။မြန်မာတသားပုံစံဝတ်ဆင်ထားတဲ့ရဲမတ်တော်တူကညချင်းကင်းလျရမယ့်လမ်းကြောင်းကိုဖောက်ထွက်လို့အလောင်းပြားရဲ့တဲတော်နီးကိုဒလို့ကန်လို့ကတ်သွားတာကိုအဲ့ဒီအနေနဲ့လက်ရဘလူးကတောင်ကုန်းတစ်ခုပေါ်ကလမ်းမြင်တော့မတင်ကားပြီးသူ့လူငရွှေကိုအော်ခေါ်လိုက်တယ်။ဟေးငရွှေငါးလန်ယူခဲ့စမ်းငရွှေပြေးလာပြီးလမ်းကိုကမ်းပေးချိန်မှာတဲနာကန်နေတဲ့ရဲမတ်ကတကားကိုအသားရဖွင့်ဖို့ကြိုးစားနေတော့အချိန်မဆိုင်တော့ဘဲနဲ့လှန်လင်လွတ်လိုက်တယ်ရန်သူကမတိစီကမူတဲတော်တကားကိုဒုံနဲ့ဆိုင်ဝင်လာကြောင်းအလောင်းပြနိုးသွားသလိုကင်းဆောင်တွေလည်းပြေးလာကြတယ်လူအောင်လာခြင်းမှာလောက်ကြံမဲ့သူကမရှိတော့ဘူးလှန်ပစ်လိုက်တဲ့လက်ရဘလူးလည်းမရှိတော့ဘူးတဲ့အတွင်းရုပ်သေးသေးဖြစ်သွားတယ်တရားခံကိုမမိလိုက်ဘူးတဲတော်ကိုလှန်တဲ့ပြစ်သူဘသူပြစ်လိုက်မှမသိဘူးသူပြစ်တယ်လို့ငါပြစ်တယ်လို့ပြောဆိုနေကြတယ်နောက်မှငရွှေပြောကြချက်အရာလက်ရဘလူးပြစ်ကြောင်ပေါ်ပေါက်လာတယ်ဒီလိုနဲ့ခင်ဦးကြီးတက်တွေမှာလက်ရဘလူးမပါတော့ဘဲနဲ့အလောင်းမင်းတရားကအပားမှာခိတ္တခေါ်ထားလိုက်ပါတယ်